Good evening everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချင်မောင်ကျော်ပြမှာဖြစ်ပါတယ်ဒီနေ့ရှေ့ချင်မောင်ကျော်ပေါ့နော်ပစုံကြောင့်များစီလေးနဲ့လိမ့်နေအောင်ရှေ့ချင်မောင်ကျော်ပြပါမယ်ကြိုက်နေတဲ့တဲ့ဆိုရင် like share subscribe လုပ်ထားပေးဦးနော်ပြီးလို့ရှိရင်ပထမဆုံးစီစနွေသက်တုံကိုစီတက်ပါမယ်လိုအပ်တာလေးတွေကတော့ချင်မောင်ရဲ့မြင့်နောက်ပြီးတော့ပစုံချနောက်ငရုတ်တီးကြိုက်ရင်ငရုတ်တီးစိမ်းလေးထည့်ပြီးတော့ကြော်လို့ရရနော်ဒီနေရာမှာခုနစီတက်ထားတဲ့စီတက်နေတဲ့စက်တော်လေးတွေကိုအယောင်တင်ဖို့နည်းနည်းထည့်ပေးပါမယ်ဒီအယောင်တင်ဖို့ကမဆက်ပါဘူးပပရိကာပါပဲအယောင်ကလေးလှအောင်ပဲထည့်တာပါစက်တော်လေးတွေလိမ့်လာပြီဆိုလို့ရှိရင်နော်ပစုံချောင်းမုံထည့်ပါမယ်ပစုံချောင်းမုံကိုကြိုက်တဲ့လောက်ပေါ့နော်ကျမတို့ဒီနေရာပစုံချောင်းမုံကိုနဲလို့ဆိုပြီးတော့ထည့်လိုက်တာများကြိုက်တဲ့လူကတော့များထည့်ပေါ့နော်ပို့ပြီးတော့ချမောင်ရက်ကပို့ပြီးတော့ရတာလေးနဲ့စားလို့ကောင်းတာပေါ့နော်ပြီးရင်ချမောင်ရက်ကိုထည့်ပါမယ်ချမောင်ရဲ့ကြော်ရဲ့အဓိကအသက်ကတော့ချမောင်ရွက်ကိုလိမ့်နေအောင်ခြေပေးဖို့ပါပဲချမောင်ရက်ထည့်ပြီးလို့ရှိရင်ငံပြားလေးနည်းနည်းထည့်မယ်ပြီးရင်အဲ့ဒီချမောင်ရက်ကိုစီနဲ့ရေလုံးဝမရှိအောင်လိမ့်နေအောင်ခြေရမှာနော်အဲ့နေရာမှာလိမ့်နေအောင်ခြေဒီနေရာမှာအရန်ကိုခြေကျင်ကြတဲ့လူတွေတခြားနေရာမှာမခြေပါနဲ့ချမောင်ရွက်ကြော်တဲ့ချိန်မှာခြေကြပါချမောင်ရက်ထဲကရှိတဲ့ရေတွေကုံသွားတဲ့အထိကိုခြေပါမယ်ဒီကြားထဲမှာရေကုံသွားပြီဒါပေမဲ့ချမောင်ရက်တွေကတိတ်မလိမ့်သေးဘူးမနှွန်းသေးဘူးဆိုလို့ရှိရင်ရေနည်းနည်းထည့်ပြီးတော့ခြေပါမယ်ဆက်ခြေပါမယ်ကျမကတော့ခြေတယ်အရန်ခြေတယ်ရေနည်းနည်းထည့်ပြီးတော့ခြေတယ်အဲ့လိုချမောင်ရက်ကလေးတွေကလိမ့်လာပြီဆိုလို့ရှိရင်စားနဲ့ထည့်မယ်ပြီးရင်သားမှုန်ပြီးရင်ဆက်ပြီးတော့မှုေးပါမယ်ဒီနေရာမှာအမှုေးစိမ့်နေဆိုအရန်တော်ပါတယ်မှုေးကြိုက်တဲ့လောက်မှုေးပြီးရင်ညှစ်ထည့်ပါမယ်ညှစ်ထည့်ပြီးတော့လည်းဆက်မှုေးပါမယ်အခြေတလိုက်ပြီးသွားတဲ့အခါကျတော့အမွေတလိုက်ပေါ့နော်ပြီးရင်ရေကိုသီးစိမ့်လေးတွေကြိုက်တဲ့လောက်ထည့်ပေါ့နော်အိမ်မှာကလေးရှိရင်တော့တိတ်ဆက်မစားနိုင်အောင်ဆိုရင်တော့နည်းနည်းပဲထည့်ပေါ့ရပါပြီအရန်ကိုအရသာရှိပြီးတော့စားလို့ကောင်းတဲ့ချင်မရဲ့ကြော်လေးရပါပြီ Thank you bye bye